ကျုပ်ကတော့ကျုပ်ပေါ့ပြောရမယ်ဆိုရင်ကျုပ်အမေရအောက်ကရန်ကုန်သူကိုခမကျုပ်အဖေရတော့အထက်ကမန္တလေးသားသူတို့ချင်းညအကြောင်းပါတော့လင်မယားဖြစ်တယ်ပေါ့ဗျာလင်မယားဖြစ်တော့ဘာလုပ်တယ်လဲဆိုတော့သိကြတဲ့အတိုင်းပေါ့ကုန်းတယ်ဗျကုန်းတယ်ဖဲ့လုပ်တာပေါ့အဲ့လိုပဲလင်မင်းနှစ်ယောက်ဖဲ့လုပ်တော့များမကြကျွန်တော်မွေးတာပဲဗျာမွေးရဆိုတော့တူရောသားလည်းတယောက်တည်းဆိုချစ်တယ်အလိုလိုက်တယ်ညနေမိုးချုပ်တယ်ဆိုရင်သားအစောကြီးအိတ်ကြီးရောတခါတည်းနိုးတော်မှအိတ်ချောင်ဆောင်နေသေးတာရလို့လိုက်ကြည့်ရသားညီကျော်လေးကြောကြည့်အောင်မရိုက်ဘူးအဖေနဲ့အမေကပြောတယ်ငါသားမင်းကြီးလာပြီတဲ့မင်းကိုဟာကိုပြန်ကြည့်တယ်အဲ့ဒါကိုလည်းငုံကြည့်လိုက်တော့ဩငါကြီးနေပါလားပေါ့ကိုယ့်ရဲ့ငယ်တဲ့သူကိုကြည့်တော့ကိုကကြီးရထင်တာပေါ့အဲ့ဒါဖေးကျွန်တော်ကြောင်းနေမယ်နွားတွေလည်းတော်တော်ပိန်ပြီပေါ့လေအဲ့တော့ကြောင်းနေလိုက်တာကြောက်တဲ့မုံနှစ်ချက်ကုန်တယ်ပေါ့တက်နေပြီလို့ခဏနေအတွက်တာပေါ့ဗျာအတွက်ချက်တွေကလည်းအမတန်လဲပါတယ်ဗျာအတွက်ချက်တွေကလည်းကောင်းချမ်းသာရထားလည်းမပြောနဲ့တော့ကြီးကြီးတက်ကိုချမ်းသာပဲပါရထားလည်းမပြောနဲ့သူများလဲတယ်ဆိုတာငမော့ကိုမမီပါဘူးငမော့ဘလောက်မလဲတယ်မနဲ့စာညစာနဲ့ပေါင်းစားတာပဲဒီလိုလဲတဲ့ကောင်မချက်ဆိုဘိုက်ကန်နေတာချက်ဆိုငကွက်ကမီးတောက်တဲ့ကောင်မဒီလိုကောင်မသူများပါတယ်ဆိုတာလောကမှာငမော့မမီပါဘူးငမော့ဘလောက်မပါတယ်တငယ်ချင်းနေရပြောတယ်အဲ့ကောင်ငမော့မင်းသိပ်ပါလို့နဲ့ဘောင်းမိခံဝစ်တယ်ဒါလည်းကျွန်တော်ကယူမဆိုင်ပါဘူးတောက်ချင်းလည်းတောက်ရိုက်တာပဲကစားရင်လည်းကစားရိုက်တာပဲဟိုနေ့ကလူ၃ယောက်ကျွန်တော်ကိုဝိုင်းရိုက်မလို့ဖယ်ရမတော့ဘယ်ကျွန်တော်ကိုရိုက်လို့ရသူတို့ကဘူးကျွန်တော်ကလား၃ကောင်လေကြောင်မဲ့ကစားရင်လည်းကစားလိုက်တာပဲဟိုနေ့ကလည်းကုန်းကန်းဆိုကစားရိုက်တာတူပုံနှန်းတို့ခိုးယူလိုက်တန်းတို့ဒီလိုကစားတဲ့ကောင်မှလုံလောက်တယ်လုံလောက်ဆိုကျွန်တော်ဖေးကဘက်ကရထိုးနေတာလीတကယ်ချမ်းသာတဲ့တထေးသားဒီနေ့ကမိမကိစ္စမိမကိစ္စမှာဆိုရင်တော့ကျွန်တော်ကဖေးကတော့လိုက်တာအမတန်ချမ်းသာတဲ့တထေးသားလीအမွေပြပလိုက်တာလက်စော့တက်လုံးသုံးလုံးဖြိုးလို့မကိုအဖိုးမသေးပါဘူးဒီလက်စော့အခုသားမှာဦးအိုဟမ်ဦးအိုဟောအိမ်ကိုသူသမီးနဲ့တော့မှာမကြောက်ဟောရောက်ပေါ့မမီအမေသားလေးမမီတွေ့တော့ဝမ်းသာရမမီလာမယ်ဆိုရင်ပြောပါမီဟုတ်တယ်လာမယ်ဆိုရင်ဖုံးကြလာပါလားမဆက်တော့မမီမမီလာကြုံမှာပေါ့မဆက်တော့မမီအဲ့ဒါဘယ်လွတ်လိုက်တာအားလေးနိုင်ငံညာပြန်လာတာကြာပြီလားကြာပြီနိကြာကားတွေပဲသုံးလေးစီးပါသေးတယ်ဘယ်လောက်များချမ်းသာလားဆိုပြောသားမှာမပြောပါနဲ့မမီပါအမှုနဲ့ပေးလိုက်တာလက်ဆိုအဖိုးမသေးဘူးခိုးမှာဆိုတိတ်လို့ထားကတာအေးဘောကျွန်တော်မှနောက်ကျောမအေးဘူးနောက်ကလည်းဘာမှမရှိပါလားချမ်းသာတာဆိုနောက်ကျောမအေးဘူးဒီလိုချမ်းသာတာပါအဖိုးမသေးဘူးဒါတော့ဝယ်မပေးနိုင်ဘူးဒါမို့ဝဲကိုမပေးနိုင်တာအဲ့တော့အဖိုးမသေးဘူးပြောတာပါဗရမဖုံးတော့မြတ်ကြောင်အေးစားကြောက်ကတိတ်ဒီမနစ်နီလာချမ်းသာကုန်မအုတ်တဖယားကြမှာပလဲကျက်တီကွန်ဖြိုးဝေကိုးသွေနဝရဘောကျေတွေကတ်ထားတာစိတ်နေအဲ့လိုဒီမှာဗရနဲ့ဗရမများဘူးနည်းနည်းပဲရှိတာလေအေးဒါမှဒီမှာဖြူလားနီလာဖြူတယ်လေဒီကမှာငရဲယူချစ်တာနတ်ပြေ6ထားဘေးဟိုကြီးအပေါင်းဆိုင်တန်းလို့အပေါင်းဆိုင်ရလက်မခံဘူးကြီးတော့ကြိုဒီငွေပြည့်မပေးနိုင်ဘူးပေါင်းတာလိုက်တာလက်ရှိမော်တော်ကား3စီး2စီးကခလေးတက်နေလို့ပြားနေတယ်ဘာတော့ကျော်တော့ပလတ်စတစ်တို့ထင်မယ်အေးလေပလတ်လေအမကောပါရုပ်ဒီကောပါရုပ်ပါလို့ပြောကျွားရကြမယ်ပြောရင်ကျွားရကြမယ်လေဆက်မ20ဘာဆက်နေအောက်တရားရှိခွဲဗုဒ္ဓဆက်ဒါတောင်ဓမ္မဆက်ကရှိမရှိလို့မလဲရသေးဘူးကောင်းပြောတော့မနှောက်ပါနဲ့ချမ်းသာတဲ့တထေးသားပါဇဘာမှတောင်းပုံရပုံမင်းပစ္စည်းလားအစိုးရဟာတွေကိုဟာကိုပြောနေအဲ့လိုထင်တာအဖေကလည်းဩဇာအာဏာရှိတာအဖေနဲ့တွေ့လို့တရွာလုံးပြားမှောက်အဖေကအနှိမ့်တယ်ကောင်းပြောပါကောင်းပြောတာပါအဖေကိုဘယ်သူမှကြော်လို့မရဘူးသူကဗမာနေရတော့အဖေကမိသက်စင်ပေါ်မှာကောင်းပြောတာမှာကြော်လို့ဩဇာအာဏာရှိတာမပြောနဲ့တရားကွယ်လို့ဟဲ့ဘယ်အိမ်မှမိမထွန်းရ